မင်္ဂလာပါ Sky Camera Training Center နေပြီးတော့ကြိုဆိုပါရစေဒီနေ့မှာတော့ဒီ Microsoft Word မှာကိုကစာမျက်နှာလေးအများကြီးရှိတယ် report တွေရေးထားတာပဲဖြစ်ဖြစ်စာအုပ်ထုတ်ဖို့အတွက်ရေးထားတာပဲဖြစ်ဖြစ်စာမျက်နှာလေးအများကြီးရှိတယ်ပေါ့နော်အဲ့ဒီထဲမှာကိုသွားချင်တဲ့စာမျက်နှာကိုသွားမယ်သွားတဲ့အခါကျလို့ရှိရင် score week လှည့်ပြီးတော့ score bar ပေါ့နော်ဒီ score bar ကနေပြီးတော့ဆွဲပြီးတော့သွားစရာမလိုဘဲနဲ့ဒါလိုက်သွားလို့ရပါတယ်ကိုသွားချင်တဲ့စာမျက်နှာကိုဒီမှာဆိုလို့ရှိရင်စာမျက်နှာတွေက9မျက်နှာရှိပါတယ်အဲ့တော့ဒီစာမျက်နှာ9မျက်နှာမှာစာမျက်နှာနံပါတ်3ကိုသွားချင်တယ်ဆိုလို့ရှိရင်ကိုက keyboard ကနေပြီးတော့ control နဲ့ G နဲ့ကိုနှိပ်ပါ control နဲ့ G နဲ့ကိုနှိပ်ပြီးသွားတဲ့အခါကျလို့ရှိရင်ဒီမှာ file ရယ် replay ရယ် go to ရယ်ရှိရပေါ့နော်အဲ့ go to ကိုနှိပ်ပြီးတဲ့အခါကျလို့ရှိရင် page ကိုနှိပ်ပြီးသွားတဲ့အခါကျရင်ဒီဘက်မှာ enter page number ဆိုတဲ့နေရာမှာကိုသွားမဲ့စာမျက်နှာကိုရိုက်ထည့်ပါစာမျက်နှာ3ကိုသွားမှာဆိုရင်3 3လို့ရိုက်ထည့်လိုက်မယ်ရိုက်ထည့်ပြီးသွားရင် go to လေးကိုနှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့စာမျက်နှာ3ကိုရောက်သွားပါပြီ close နဲ့ပိတ်လိုက်ပါမယ်စာမျက်နှာ3ကိုရောက်သွားပါပြီပေါ့နော်အဲ့ဒီလိုမျိုးပဲကိုကစာမျက်နှာနောက်ဆုံးစာမျက်နှာ5ကိုသွားမယ်ဆိုရင် control G အဲ့တော့ဒီနေရာမှာ enter the page နေရာမှာ file ကိုရိုက်ထည့်လိုက်မယ်ရိုက်ပြီးသွားရင် go to ဒါဆိုလို့ရှိရင် close နဲ့ပိတ်လိုက်မယ်ဒါဆိုရင်တော့စာမျက်နှာနံပါတ်5ကိုရောက်သွားတယ်ပေါ့နော်ကိုသွားချင်တဲ့စာမျက်နှာတွေကိုဒီနည်းလေးတိုင်းသွားလို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်